Hello အားလုံးပဲမင်္ဂလာပါ Cosbrighter page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အကောင်လုံးကို pick up region လေးတစ်ခုတင်ဆက်ပေးသွားချင်ပါတယ်เนาะဒီ reading title ကကြတော့2026 February လမှာကိုယ့်ရဲ့အခြေခံเนาะဘယ်လိုမျိုးလေးရှိနေမလဲဒါ single လေးတွေလည်းကြည့်လို့ရတယ်လို့ relationship ရှိရဲ့တမားကြီးလည်းเนาะကြည့်လို့ရပါတယ်เนาะ okay တော့ပိုင်းကတော့ဒီနေ့နှစ်ခုရှိမှာပေါ့เนาะကလေးနှစ်ခက်ရှိမယ်ကနံပါတ်1ကဒါလေးเนาะဒီ item လေးဖြစ်တယ်နံပါတ်2ကတော့လက်စွပ်လေးเนาะအဲ့တော့ကိုယ်သဘောကျနှစ်သက်တဲ့item လေးကိုရွေးချယ်ပြီးတော့ reading လေးကိုနားထောင်လို့ရပါတယ်เนาะ okay ဆိုတော့အားလုံးရွေးချယ်ဖို့အချိန်လေးကိုပေးထားပေးပါမယ်เนาะရွေးချယ်လို့ပြီးသွားပြီဆိုရင်တော့ပိုင်းနံပါတ်1ကနေစပေးမယ်เนาะပိုင်းနံပါတ်1ဒီလက်ကောက်လေးကိုရွေးချယ်ထားတဲ့သူတွေကိုကြည့်ပေးရအောင်ပိုင်းနံပါတ်1เนาะပိုင်းနံပါတ်1လေးတွေအနေနဲ့ကတဲ့2026 February เนาะ February 2လပိုင်းထဲမှာကအချစ်ရေးကန်တော်ကောင်းနေတာလေးပြရတယ်เนาะအခုချိန်မှာကိုကလေခြေနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုလေးတွေစိတ်ပင်ပန်းမှုလေးတွေရှိရဆိုရင်တဲ့အဲ့ဟာတွေကလေလုံးဝဒီလထဲမှာလုံးဝပျောက်သွားလိမ့်မယ်เนาะဥပမာပြောရမလဲကိုချစ်သူကြီးစားနဲ့ကိုနဲ့ကြားရမှာလေနားလည်းမလွဲမှားနေရမျိုးလေးတွေတဦးနဲ့တိတ်အဆင်မပြေရမျိုးလေးတွေရှိနေရဆိုရင်သူနဲ့ကိုနဲ့ပြေးလဲသွားလိမ့်မယ်เนาะကိုချစ်ရတဲ့သူကိုသဘောကျနှစ်သက်တဲ့သူဘယ်လိုမျိုးရှိရဆိုရင်လည်းသူနဲ့ကိုနဲ့ကြားထဲမှာနီးကပ်ဖို့အကြောင်းအရာလေးတွေเนาะပေါ်လာလိမ့်မယ်ပြောလို့မျိုးတစ်ဖက်ကပေါ့နော်နှစ်ဦးကြားထဲမှာလို့တယောက်ယောက်ကစိတ်ဆိုးစိတ်ကောက်နေတာမျိုးရှိရဆိုရင်လေအဲ့လိုစိတ်ကောက်ပြီးသွားမဲ့ပုံမျိုးလေးဒီမှာမြင်ရရပေါ့နော်ဒါ relationship ရှိရတဲ့သမားတွေဆိုရင်တစ်ဖက်သူနဲ့ကိုနဲ့ကြားထဲမှာနားလည်မှုလေးတွေပြန်ပြီးရလာမယ်သူကလည်းကိုရှော့ပေးလာလိမ့်မယ်เนาะသူဘက်ကအလုံးမာနကြီးကြီးနေရတော့เนาะတင်းခံနေရမျိုးရှိရဆိုရင်တဲ့သူကလုံးဝဒီအနေထားကိုเนาะအဆင်ပြေအောင်သူဘက်ကပြန်ညှိပေးမဲ့သဘောမျိုးလေးရှိရပိုင်းနံပါတ်1လေးဒီဘက်ကဘာမှအရင်လုံးနေစရာမလိုဘူးပေါ့နော်အခြေရေးကန်ကကိုယ့်ဘက်မှာကန်ကောင်းခြင်းကရှိနေတဲ့အတွက်ဘလို့ပဲပြဿနာလာရင်ဆိုင်ဖြေရှင်းနိုင်မဲ့သဘောမျိုးလေးပေါ့နော်လူလေးမြင်ရတယ်နော်ပြောလေကိုယ်လေသဘောကျနေတဲ့သူတွေရှိတယ်နော်ကိုရေးစားရှိနေရဲဆိုရင်တော့မှကိုသဘောကျတဲ့သူလေးတွေဘေးပြီးမှရှိနေရဲအဲ့လိုလေးမြင်နေပေါ့နော်တချို့ကြောင့်လည်းအဲ့ဒီထဲမှာကိုကလေနည်းနည်းသဘောကျမိတယ်လို့ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ဒီ reading မှာပြောပြချင်တာကကြတော့ရေးစားရှိရဲ့သူတွေဆိုရင်เนาะဒီ February လထဲမှာတဲ့တတိချာမှာရှိရဲ့ကိုဘက်ကပေါ့နော်တူနဲ့ပတ်သက်ပြီးတော့စိတ်လဲတာမျိုးเนาะသဘောကျမိသွားတာမျိုးပေါ့နော်နောက်ထပ်တစ်ယောက်ကိုသဘောကျမိသွားတာမျိုးလေးတွေဖြစ်တတ်တယ်တဲ့ပြီးတော့ကိုလာကြိုက်တဲ့သူတွေလည်းမြောက်များရှိတတ်တယ်เนาะဒါအပိုင်းနံပါတ်1အနေနဲ့စမ်းပွင့်နေမယ်ဆိုရဲအခြေအနေမျိုးလေးတွေကိုရောက်ရှိနေရယ်เนาะဒါလေးမြင်ရတယ်ပြီးတော့နောက်တစ်ခုကကြတော့တစ်ဖက်သူကเนาะကိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲကို့ပေါ်မှာဘယ်လိုခံစားချက်ရှိနေလဲဆိုတော့သူနဲ့ကိုနဲ့ကလေဘယ်လိုပြောရမလဲcharacter တိတ်မတူတာမျိုးရှိလိမ့်မယ်เนาะတချို့ကြတော့လေအသွေးခေါ်တွေမတူညီကြတာမျိုးဘာသာမတူကြတာမျိုးလူမျိုးမတူကြတာမျိုးကြီးเนาะတစ်ခုမဟုတ်တစ်ခုမှာပေါ့เนาะကွဲပြားနေရမျိုးကြီးရှိလိမ့်မယ်အရင်စိတ်တူကိုတူဆိုရဲသဘောလေးတွေကိုဒီမှာတိတ်မပြဘူးပေါ့เนาะသူနဲ့ကိုနေကြတယ်မှာतू ကတစ်ခုပေါ့เนาะသူမြင်လိုက်တဲ့ဟာနဲ့ကိုမြင်လိုက်တဲ့ဟာတွေကမတူညီဘူးပေါ့နော်။ဥပမာဟဲ့ဟိုကကြည့်လိုက်ဆိုရင်ကိုကတခြားဟာကြည့်ရကိုကတခြားကိုကပြောတာကိုကြည့်ခိုင်းတာတစ်ခုအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီစစံရေးထဲမှာအဓိကအဖြစ်ကကြောင့်ညှိဖို့နော်အဲ့လိုမျိုး
ရှုထောင့်နေမတူညီမှုလေးတွေအားနည်းနည်းပြဿနာသဘောမျိုးလေးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့လိုမြင်တယ်ပြီးတော့တရားမှာမာနရဲ့လို့ထားနေတဲ့သဘောမျိုးလေးလည်းမြင်ရတယ်နော်မကိုနှစ်သက်တဲ့သူကိုရင်ထဲမှာရှိတဲ့သူကလေကိုနဲ့ကိုတော့ချစ်လိုက်မယ်ကိုတော့သဘောတော့ကြားလိမ့်မယ်ဒါပေမဲ့ तू ကမာနကြီးရယ်နော်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်မာနကြီးရယ်ပြီးတော့ချစ်ရမှလေ तू ကလေငါ့ကိုပေါ့နော်တခုခုလုံးငါပြန်လုပ်မယ်ဆိုတဲ့စိတ်မျိုးလေးလည်းရှိရယ်ပေါ့နော်အညိုတေးပုံစံကြီးတော့ကြီးမားတော့မဟုတ်ဒါပေမဲ့လေဘယ်လိုလဲဆိုတော့နေငါ့ကိုဒီလိုမျိုးလုပ်ရင်ငါကလည်းနေအောင်ဒီလိုနော်ဆိုပြီးတော့အဲ့လို energy လေးတွေနဲ့တုံးနေကြတယ်မှာတွားနေတယ်ဒါပေမဲ့ချစ်ကြရကွယ်နော်ချစ်ကြရတယောက်ချစ်တယ်မျက်နှိုးရဒါပေမဲ့အဲ့မလိုတဲ့ဒီ energy တွေပေါ့နော် negative energy တွေကနှစ်ဦးကြားထဲမှာဝင်ရနေတယ်တဲ့နော်ဆိုတော့အဲ့အလေးတွေရှိရဆိုရင်နော် relationship သမားလေးတွေအနေနဲ့ကဒါတွေကိုပြစ်ထားနိုင်မှုလို့အဲ့လိမ့်မယ်နော်မာနကတော့လူတိုင်းမှာတော့မာနထားရမယ်အပိုင်းတော့ရှိရပေါ့နော်ဒါ relationship ဆိုပေမဲ့လည်းမာနထားရမယ်အပိုင်းဆိုတာရှိရဒါပေမဲ့ထားရမှာတဲ့နော်ဒီလိုမျိုးအသေးစားကိစ္စလေးတွေကြောင့်လည်းတော့ relationship ကိုမပယ်မိစေနဲ့ပေါ့နော်ဒါကတော့ကက်ကနေ message လေးပြောပြတာပေါ့နော်ဒါပထမဆုံး message ဒုတိယ message ကကြတော့ကိုနဲ့သူနဲ့နော်ကိုနဲ့သူနဲ့ကြားထဲမှာဘလို့ပဲနော်ဂျားကိစ္စတွေပဲအဲ့လိုပြဿနာတွေပေါ့နော်ဂျားလူတွေပဲပေါ်လာဘလို့ပဲစေမျိုးသားချင်းနောက်ဆက်ပဲရှိတငယ်ချင်းနဲ့နောက်ဆက်ပဲရှိပေါ့နော်ဘလို့ကိစ္စမဆိုအဲ့လိုမျိုးရှိပေါ့တယောက်တစ္ဆာရှိပါပေါ့နော်တစ္ဆာရှိနဲ့တွားနိုင်တယ်ဒီ challenge တစ်ခုကိုနော် universe ကနေပိုင်းနံပါတ်1အတွက်ကိုchallenge တစ်ခုပေးလိုက်မယ်နော်ဒါကတော့တစ္ဆာတင်တာပေါ့နော်ကိုဒီမှာဆိုရင်ဒီ king of school နော် queen of cup နော် queen of cup ဒီ fire sign နဲ့နော်water sign energy လေးတွေတော်တော်မြင်ရတယ်နော်ဒီ group ကိုရွေးရသူတွေအနေနဲ့ကဘယ်လိုမျိုးလဲဆိုတော့အရန်အချစ်ကြီးရယ်နော်ကိုချစ်ရတဲ့သူဆိုရင်ကိုကအရန်ကိုကာကွယ်ပေးခြင်းနဲ့စိတ်ဓာတ်မျိုးရှိရယ်အဲ့မလေးစိတ်နာသွားပြီဆိုရင်အရန်အဲ့လိုမျိုးလက်မကြည့်ရတဲ့ထဲမှာလည်းပါတယ်ပေါ့နော်စိတ်နာသွားရင်ဥမာကိုအရန်ဒီတစ်ဖက်က respect မရှိပေါ့နော်ကိုအဲ့လိုပြောလိုက်ဆိုလိုက်တာလို့ဆိုရင်စိတ်နာတတ်တဲ့သဘောတဘာဝမျိုးလေးရှိရယ်ချစ်တော့ကြီးရယ်သူများရကိုဟဲနေကချစ်ကြီးလိုက်တာချစ်တက်လိုက်တာအဲ့လိုမျိုးလေးတွေပြောတာမျိုးခံရလိမ့်မယ်ပေါ့နော်ဒါပေမဲ့နင်းပြတ်သားသွားပြီဆိုရင်နင်းကတော့တိကနေပဲနော်ဆိုပြီးတော့အဲ့လိုမျိုးလေးအံ့ဩကြတာမျိုးရှိနိုင်တယ်နော်အဲဒါဆိုရင်တော့ပိုပြီး resonate ဖြစ်မယ်ပေါ့နော်ဒီပိုင်းသမားတွေတမှာဒီလိုမျိုး character ဒီလို personality ရှိရဆိုရင်ပုံမှန်လိမ့်မယ်နော်အဲ့တော့ပြောပြချင်တာကဘလို့ပဲဖြစ်ပေါ့နော်ကိုတကယ်ချစ်ရင်တော့လက်မလွတ်နဲ့တကယ်ချစ်ခဲ့ရင်ပေါ့နော်ဒီလူတကယ်ချစ်ခဲ့ရင်တော့မာနတွေမဟုတ်တဲ့အရာတွေဂျားလူတွေနော်ဘာမှုတဲ့ဟာတွေအကြောင်းတွေတော့မလွတ်ပေးနဲ့ပေါ့နော်အဲ့တော့ဒီလူကကိုဘွားတော့သူကတက်မှန်းပေါ့နော်ကိုဘွားကိုသူကလေတကယ်ကိုတိုးတက်စေလိုရဲ့စိတ်ဓာတ်မျိုးရှိရပေါ့နော်သူကကိုကိုတကယ်ကိုချစ်ခဲ့တာတကယ်ကိုချစ်ပေးခဲ့တယ်ချစ်နေအဲ့လိုမျိုး energy မျိုးလေးတွေရှိရပေါ့နော်ဆိုတော့ဒါလေးကိုအဓိက message လေးပေးခြင်းတယ်ဒီ February လထဲမှာတော့တချို့သူတွေအနေနဲ့အဆက်အသွယ်တွေပြန်ရတာမျိုးရှိကောင်းရှိမယ်နော်ရှိလိမ့်မယ်ကိုနဲ့ပြက်ဆဲသွားတဲ့သူရှိရဆိုရင်လေသူကကိုနဲ့ပတ်သက်ပြီးလို့တွေးနေရမျိုးကိုယ်စကားလာပြောချင်တာမျိုးဒီလိုမျိုးလေးတော့ခံစားချက်လေးတွေသူမှရှိလိမ့်မယ်နော်သူကမာနကြောင့်သူတင်းခံပြီးတော့ညီနေရမျိုးဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်တယောက်တည်းလဲငါရက်တည်နိုင်တာပဲနေမရှိလဲငါ okay တာပဲဆိုပြီးတော့တွေးနေရမျိုးပေါ့နော်ဒါကတော့ဒီ H နဲ့ပတ်သက်ပြီးတော့မေးရမျိုးဆိုရင်သူကတင်တတိတော့ရနေတယ်ဒါပေမဲ့သူကတင်မရှိလဲသူတယောက်တည်းနေနိုင်တယ်ရက်တည်နိုင်တယ်ဆိုတာကိုတင်သိအောင်ပြချင်တာနော်အဲ့လိုမာနမျိုးပေါ့နော်ရှိနေရယ်နော်ချစ်တာကတော့ချစ်တယ်ဒါပေမဲ့ငါကငါပို့ချစ်တယ်ဆိုရယ်ပုံစံမျိုးလေးပေါ့နော်အဲ့လို main ကလေးမျိုးယောက်ျားလေးမျိုးဖြစ်နိုင်တယ်နော် by number 1ရဲ့ H တရားအဲ့လိုလေးမြင်တယ်ငါကငါပဲချစ်လိုက်မယ်နင်းကိုချစ်လိုက်မယ်အစားနော်နင်းကိုချစ်မယ်အစားငါကငါပို့ချစ်တာကပို့ပြီးတော့နော်အကုန်လုံးတော့ဆင်ပြေလိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုး तू ကတွေးရပေါ့နော်ဒါမှဆိုရင်ကောင်မလေးပုံလေးကိုကြည့်ကြမယ်ပေါ့နော်ဒီမှာဆိုရင် तू ဒီ sample ပေါ့နော်ဒါကဘယ်သူမှမရှိလဲဘယ်သူမှသူ့ကိုမထွေးပွေထားလဲသူ့ကိုသူထွေးပွေထားတယ်ပေါ့နော်သူ့ကိုသူ comfort ဖြစ်အောင်သူနေရယ်နော်
အဲ့လိုမျိုးလေးပေါ့နော်အဲ့လို energy လေးမြင်ရတယ်ဆိုတော့ဒီ reading လေးထဲမှာပြောပြချင်တာကကြတော့အဆက်အသွယ်လေးတွေတော့ရတတ်တယ်เนาะထင်မဲ့အဲ့လိုရလာတာမျိုးတော့ရှိနိုင်တယ်ဒါပေမဲ့အဲ့လိုပေါ့နော်ဒီ ace နဲ့ပတ်သက်ပြီးဆိုရင်တော့ကိုလိုပြောပြချင်တာကလေကိုဘက်ကကိုပေါ်မှာအမှားလုပ်ခဲ့မိတယ်သူနဲ့ပတ်သက်ပြီးတော့မဟုတ်ပေါ့နော်သူပြောလိုက်တဲ့အရာတွေကအရန်ကိုတော့လွန်ကဲနေပြီးတော့ကိုစိတ်ထဲမှာဒီလူနဲ့ဘလို့မှဆင်မပြေတော့ဘူးလုံးဝငါနဲ့မ okay တော့ဘူးဆိုပြီးတော့စဉ်းစားလိုက်ပြီးဆိုရင်တော့ရှေ့ဆက်သွားပါလို့နော်တတိယလည်းတတိယတော့တတိယတာပဲဒါပေမဲ့လူတွေကရှေ့ဆက်သွားမှာလေနော်ဘလို့မတူညီရဲ့ဘဝတွေကိုပေါင်းစည်းဖို့ကခက်ခဲကြတယ်နော်အဲ့တော့ကိုပို့ချစ်ဖို့နော်ကိုယ့်ရဲ့တန်ဖိုးကိုပို့တီးဖို့ဒီ message တွေဒီကတ်တွေရဲ့ message ကပို့ပြီးတော့ပြောနေတယ်နော်ဒီကတ်လေးတွေကပို့ပြောပေးနေရပေါ့နော် point number 1နေကို okay ဒါတော့ ace နဲ့ပတ်သက်ပြီးတော့တို့မပေါ့နော်ဒီ relationship နဲ့ပတ်သက်ပြီးတော့ကြည့်ပေးထားဖြစ်ပါတယ် single လေးတွေအနေနဲ့ကချစ်သူရေးစားဒီလာထဲမှာရမလားဆိုတော့group နှစ်ခုတော့ခွဲသွားမယ်เนาะရတဲ့သူရမယ်မရတဲ့သူတော့မရဘူးဘာကြောင့်လဲဆိုတော့ဒီမှာမြင်ရတဲ့ကတ်တွေရမှာကတယောက်တည်းလဲတောက်ပါနေရဲဆိုတော့အခြေအနေမျိုးလေးရှိရပေါ့နော်တယောက်တည်းလေးဒီ single အနေထားလေးကိုနှစ်သက်နေရဲသဘောကျနေရဲဒီအနေထားလေးမှာပဲပျော်နေရဲသူတွေဆိုရင်မရတော့ဘူးเนาะကိုလာချိကတ်တဲ့သူတွေတော့ရှိနိုင်တယ်เนาะလာကြိုက်တဲ့သူတွေရှိမယ်တယောက်ထထောင်ပို့နိုင်တယ်เนาะကိုဘီနာမှာဝင်းရံနေတယ်ဆိုတော့လာတော့ကြိုက်ကြလိမ့်မယ်ဒါပေမဲ့ကိုဘက်ကညင်လိုက်တယ်ဆိုရင်တော့သူတို့ကအရန်ကြီးတော့ထက်တိုးရဲမှာတော့မဟုတ်ဘူးပေါ့နော်ကြိုက်တော့ကြိုက်ကြလိမ့်မယ်နော်အဲ့ဒါလို energy လေးမြင်နေတကယ်လို့ချစ်သူကြီးစားရတော့မလားကိုကအဲ့လိုမျိုးလေးဆောင်းဆိုင်နေရနှောနေရကိုနှစ်သက်သဘောကျနေတဲ့သူနဲ့ရောအဆင်ပြေမလားဆိုတော့ပြေနိုင်တယ်ဘာလို့ဆိုတော့ကိုကအခုလက်ရှိအချိန်မှာကလေကိုတံမိုးကတိနေပြီနော်ကိုတံမိုးတို့ကိုတိနေပြီကိုကပို့ပြီးလှလှပပလည်းနေတတ်နေပြီပြီးတော့စူးစမ်းအရန်နဲ့စူးစမ်းနေပြီပေါ့နော်ဘဝကိုရှေ့ဆက်အဆင်ပြေအောင်ရှေ့ဆက်တက်ပြီးတော့ပေါ့နော်အကုန်လုံး okay အောင်ကွာလုံနေတဲ့သဘောမျိုးလေးတွေရှိတယ်နော်အဲ့တော့ချစ်သူကြီးစားလည်းရသွားနိုင်တယ်နော်ဟောလာနှစ်သက်တဲ့သူတွေတက်မှာကိုသဘောကျနှစ်သက်တဲ့သူရှိပါခဲ့ရင်တော့လက်ခံလို့ရပါတယ်နော်လက်ခံလို့ရတယ် fire sign နေwater sign နေနော်ဒီမှာမြင်ရတယ် Aries Leo Sagittarius Cancer Pisces Scorpio energy ရှိတဲ့သူမျိုးလေးတွေရဲ့နော်ဒီ reading လေးကိုကြည့်ရတဲ့ဒီမှာပါနိုင်တယ်ဒါမှမဟုတ်တစ်ဖက်သူကဒီရာသီခွင်လေးတွေကဖြစ်နိုင်တယ်နော်သူတို့ Sun Moon Rising Venus နေရာတွေမှာတဲ့နော် fire နဲ့ water energy တွေပါနိုင်ပါတယ်နော် okay ဆိုတော့ဒါကတော့ point number 1နေအတွက် reading လေးဖြစ်ပါတယ် point 2လေးတွေအတွက်ဆက်ပြီးတော့ပြောပြသွားမယ်နော်point number 2ဒီလက်စွပ်လေးကိုယူထားတဲ့သူတွေအတွက် reading လေးကိုစာပေးပါရမယ်နော် okay ဆိုတော့ point 2လေးတွေကအခုလက်ရှိမှာနော်ဒါကတော့လက်ရှိ current မှာပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်သဘောထားကွာချက်ရင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေးတွေခံစားချက်တွေနော်ဖြစ်နေလဲဆိုတော့ပြပြပြတာပေါ့နော်ဆိုတော့ point 2လေးတွေအနေနဲ့အချင်းနဲ့ပတ်သက်ပြီးတော့လေချို့သူတွေပေါ့နော်နာကျင်စရာလေးတွေရှိနေရပုံပဲနော်အတိတ်ကကိစ္စရက်ဒီအခုလက်ရှိမှာဖြစ်နေတဲ့ကိစ္စရက်တချို့နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာလေအဲ့ဟာပေါ်မှာစိတ်ဆိုးသောသားထွက်နေရစိတ်တူနေရစိတ်ထဲမှာမပျော်နေဘူးဖြည့်ဆည်းမှုတွေရှိနေရဆိုတဲ့သဘောမျိုးလေးလည်းမြင်ရတယ်ပေါ့နော်ပြီးတော့ကိုယ့်အကူလည်းစိတ်အားတင်းပြီးတော့နေရရဲဆိုတဲ့အခြေအနေမျိုးလေးတွေရှိနေနိုင်တယ်တဲ့နော်ဒါဒီအခြေအနေကြောင့်လည်းဖြစ်နိုင်တယ်နော်တစ်ဖက်မှာလည်းကိုယ့်ရဲ့စီးပွားရေးမိသားစုကြီးဒီလိုမျိုးအကြောင်းတရားလေးတွေကြောင့်ပါတဲ့နော်နည်းနည်းလေးစိတ်ပင်ပန်းတာမျိုးလေးတွေရှိနေတဲ့ပုံမျိုးပေါ့နော်ဒါဒီFebruary လမှာနော်ဒီနှစ်လပိုင်းမှာဒါလေးတွေနည်းနည်းကြုံတွေ့ရနိုင်တယ်ကြိုးစားနေရနော်ဒီအခြေအနေကိုဖြတ်တန်းဖို့ကြော်ဖြတ်ဖို့ကြိုးစားနေရဒါပေမဲ့ကြိုးစားနေနေမှာတခါတည်းရမှာလေဒီလို negative တွေနော် negative line တွေကကိုယ့်စီကိုဝင်လာတာပေါ့နော်အသွေးတခုခုပေါ့နော်မကောင်းတဲ့အသွေးတွေကိုယ့်စီဝင်လာတာမျိုးရှိမယ်ပြီးတော့တခုခုကိုမလုံးလိုက်ရလို့နော်အဲ့ဟာကြီးကစိတ်ထဲမှာခုနေတယ်ပုံစံမျိုးပေါ့နော်ပြောလိုက်ရလေချင်းမလုံးလိုက်ရလေချင်းနော်အဲ့လိုမျိုးအသွေးလေးတွေရှိနေတဲ့ပုံမျိုးလေးဒီမှာမြင်ရတယ်ပေါ့နော် point number 2မှာအဲ့ heavy ဖြစ်တဲ့ energy အရန်လေးကိုယ့်ရဲ့ဒီ
soul ဆိုတာ heavy ဖြစ်နေတယ်เนาะတခုနဲ့ပတ်သက်ပြီးတော့အဲ့ဟာဖြည့်ရှင်းနေတာပေါ့เนาะဒါပေမဲ့ဖြည့်ရှင်းခြင်းပေမဲ့ဖြည့်ရှင်းလို့မရသေးတဲ့အကြောင်းတရားတွေเนาะရှိနေတဲ့ပုံမျိုးလေးလည်းမြင်ရတယ်ပေါ့เนาะအဲ့တော့ပြဿနာတွေပါကြီးเนาะဒါရှိခဲ့တယ်ဆိုရင်တဲ့ဒီကက်ကအကြံပြုတာကကြတော့ထိတ်တိုက်ဖြည့်ရှင်းဖို့ပေါ့เนาะအကြံပြုထားတယ်ပေါ့เนาะဒါဒီအခြေရေးကိစ္စမှာဆိုလဲဖြစ်မဲ့ပေါ့เนาะထိတ်တိုက်ဖြည့်ရှင်းလိုက်ရင်ဆိုင်စရာရှိရင်ရင်ဆိုင်လိုက်ပေါ့เนาะအဲ့လိုမျိုးလေးကိုဖော်ပြထားတယ်ဟိုဒီစစ်စံရေးကကိုယ့်အတွက်မကောင်းဘူးလားလုံးဝဖြတ်ချပြလိုက်เนาะကိုကရှေ့ဆက်သွားနော်အဲ့လိုမျိုးလေးပြောပြချင်တာပေါ့နော်တကယ်လို့ဒီစစံရေးမှာကိုဒီဟို5ရမယ်နော်အနိုင်ယူရမယ်အဲ့လိုမျိုးပေါ့နော်ဟိုဒီစစံရေးဒီမြဲအောင်လုပ်ဖို့လုံးဝစူးစမ်းနေပြီးလုံးဝစူးစမ်းမယ်ဆိုရင်သဆုံးတွေတွားလိုက်နော်သဆုံးတွေစူးစမ်းလိုက်တွားလိုက်ဒါမှပဲအဖြေကကိုကသိမှာပေါ့နော်နော်အဲ့လိုမျိုးတချို့အရေးနဲ့ပတ်သက်ပြီး risk usage ကျင်းတယ်နော်ဘိုင်းနံပါတ်2တွေကိုအဲ့မှာလည်းအဖြေကရှင်းရှင်းလင်းလင်းသိမယ်နော်မဟုတ်ရင်ဟိုလိုဒီလိုဟိုဟာလေးလဲဟိုဟာလဲဟုတ်ရင်ဟိုမှာဒီဟာလဲဟုတ်ရင်ဟိုမှာအဲ့လိုမျိုးတွေသူဝေနေရာထက်ဆိုင်ရင်နော်ကိုကဒီဟာရဲ့ဆုံးသက်ကိုသွားကြည့်လိုက်နော်ဒီအခြေရေးမှာဆိုလဲဒီလူနဲ့ဒီလူပေါ်မှာလေလို့တခုခုပေါ့နော်ခံစားချက်ကိုတို့ဖြစ်နေရဆိုအဆုံးထိသူနဲ့ရှေ့ဆက်ကြည့်လိုက်နော်အဲ့လိုပေါ့နော်ပြောချင်တာကတော့ဆုံးထိသွားသူနဲ့ကိုနဲ့အခြေအနေလေးတွေဘယ်လိုမျိုးဖြစ်မလဲအကောင်းဆိုเนาะဒါတွေကိုနောက်ပိုင်းမှာကိုယ့်ရဲ့တဲ့เนาะ source ပေါ့เนาะကိုယ့်ရဲ့ဒီစိတ်ခန္ဓာကိုယ်အသွင်အရာတွေကပေါ့เนาะကိုဒီ energy ပေါ့เนาะဒီ binary တွေမှာကလေဘယ်ပြောမလဲ energy တွေရှိ energy ဆိုတဲ့သဘောကကြတော့ကိုယ့်ရဲ့ဒီအဆောင်ရှောက်တွေเนาะအဆောင်ရှောက်တွေဟိုမျိုးကြီးပုံကိုယ်ရှိတဲ့သဘောမျိုးလေးဒီမှာလာပြရတယ်เนาะနောက်ပြီးတော့လိုမျိုးက intuition ကောင်းတယ်เนาะ binary တွေမှာကတခုခုနဲ့ပတ်သက်ပြီးဆိုရင် intuition ကောင်းတယ်ဒီလူကကိုလိန်နေရဆိုရင်ချက်ချင်းတန်းပြီးတော့သိရမျိုးเนาะအဲ့လိုမျိုးလေးရှိနိုင်တယ်ပြီးတော့ကိုယ့်ဘောမှာမတရားတရားရောက်ကလေအဲ့လိုမျိုး manipulate လုပ်တာမျိုးเนาะ manipulation တွေလုပ်နေတဲ့ဟာမျိုးဆိုရင်လည်းကိုကသိရဒီလူကငါ့ဘောမှာမယိုးသားတော့ဘူးအမှန်ကန်တော့ဘူးငါစိတ်ကိုဒေါသထွက်အောင်လုပ်နေရအဲ့လိုမျိုးဆိုသိရကွာအဲ့တော့အဲ့တော့ပေါ့နော်ပြောပြချင်တာကကြတော့ဘလို့ကိစ္စလက်ရှိမှာဘလို့ပဲပြဿနာရှိဘလို့ပဲခက်ခဲရှိအဲ့ဒါကိုရအောင်ရင်ဆိုင်မှာเนาะဖိုင်ထူးလေးတွေမှာเนาะစွမ်းတတိရှိရယ် power တွေရှိရယ်เนาะနောက်ကနေ supporting ပေးနေတဲ့ energy တွေရှိရယ် spirit guide တွေရှိနေရယ်ဆိုတော့လုံးဝရှေ့ဆက်သွားပါလို့ message လေးပေးချင်တယ်ဒါအခြေ reading ပြင်မယ်လေတခြားဒီစီးပွားရေးတို့เนาะတခြားကိစ္စ problem တွေနဲ့ပတ်သက်ပြီးလည်းမြင်ရဆိုတော့လေလူတွေဒါပြောပြရပါတော့ okay ဆိုတော့ဒီ February လမှာအခြေရေးလေးပြန်သွားမယ်အခြေရေးကိစ္စတွေရမှာကကြတော့လေကိုယ့်ဘက်ကရင်ဆိုင်ဖြည့်ရှင်းရတာမျိုးတွေရှိမယ်เนาะကိုမကြိုက်နှစ်သက်တဲ့အရာတချို့ကိုလုပ်ရတာတော့မဟုတ်ဖိအားပေးခံရတာမျိုးเนาะအဲ့လိုမျိုးလေးတွေပေါ့နော်ဟိုပျော်ရွှင်ခြင်းတွေကျန်တာခြင်းတွေဘာညာတွေထက်ကိုဒီကာလကကြတော့ဒီ February ကကြတော့ကိုရဲ့စွမ်းအားတွေနော်ကိုရဲ့လွတ်လပ်ခွင့်တွေစွမ်းအားတွေပြန်ပြီးယူရမယ်ဆိုရက်လာထဲမှာပါတယ်နော်အဲ့လိုလေးပြောပြခြင်းနဲ့ single တွေဆိုလည်းအဲ့လိုပဲကိုကလေကိုရဲ့ကိုအားသာချက်တွေနော်ကိုအားသာချက်တွေကိုပြန်ပြီးတော့ရှာဖွေပြီးတော့ဒီထက်ပို့ပြီးတော့တတိရှိနဲ့နော်ပို့ပြီး independent ဖြစ်အောင်နေနိုင်ပိုကောင်းတယ်เนาะအဲ့လိုလေးပြောပြချင်တာပေါ့เนาะဟိုကိုနှစ်သက်သဘောကျတဲ့သူရှိမရှိကိုတယောက်တည်းလဲ okay တယ်တယောက်တည်းလဲသွားနိုင်တယ်ဆိုတာဟာမျိုးကိုเนาะပို့ပြီးတော့ဖြစ်စီချင်တယ်တဲ့เนาะကအဲ့လိုလေး message လေးပေးတယ် okay ဆိုတော့ February မှာတဲ့เนาะ relationship ရှိတဲ့သူတွေအနေနဲ့ဘာတွေဖြစ်လာမလဲ relationship သမားတွေကကြတော့တဲ့ဒီဆက်ဆံရေးမှာเนาะဒီဆက်ဆံရေးမှာရွေးချယ်မှုတွေเนาะရွေးချယ်မှုတွေလိုအပ်နေရပြီးတော့ပို့ပြီးတော့စိတ်လှုပ်ရှားအဲ့လိုပေါ့เนาะတုံးနဲ့တုံးကျရှားထဲမှာစိတ်လှုပ်ရှားမှုလေးတွေเนาะ passion တွေအဲ့လိုမျိုးလေးလိုနေတဲ့သဘောမျိုးလေးမြင်ရတယ်ပေါ့เนาะအခုကဘယ်လိုဖြစ်လဲဆိုတော့နှစ်ဦးလုံးကစီးပွားရေးဘက်ကိုဦးတည်နေတာเนาะစီးပွားရေးတွေလုံးနေကြတာမျိုးတွေပုံများနိုင်တယ်။တမငွေရှာဖို့
ဒီစက်စံရေးမှာပေါ့နော်ပတ်စံမရှိရင်ဘာမှလုပ်လို့မရဘူးဆိုအဲ့လိုလေးပေါ့နော်နောက်ပိုင်းနေမှာဒီလတွေမှာပေါ့နော်အဲ့ဒါကိုပို့ပြီးတွေးလာတာမျိုးရှိနိုင်တယ်အရင်ကတော့နှစ်ဦးသားပြောရင်ပြောခဲ့မယ်ဘာမှအကောင်းထဲမှာတိတ်မတွေးပဲနဲ့ဒီတိုင်းလေးပဲပေါ့ပပလေးသွားမယ်စေအဲ့လိုပေါ့နော်အဲ့လိုလေးတွေးထားမျိုးရှိမယ်ဒါပေမဲ့ဒီလကကြတော့တဲ့ဒီလမှာကကြဘယ်လိုလဲဆိုတော့နှစ်ဦးလုံးကအုံနောက်ကိုပို့ပြီးရှေ့တန်းနေတာမျိုးဖြစ်နိုင်တယ်နော်စဉ်းစားလာတာမျိုးကြီးပေါ့နော်ဒီလိုမျိုးကြီးရှိနိုင်တယ်ဒါတချို့ဆိုနားလည်မယ်ပေါ့နော်ကိုယ်ပြောရရင်နားလည်နိုင်မယ်ပို့ပြီးအဲ့လိုမျိုးနှလုံးသားဓာတ်ကိုအုံနောက်ကိုပို့ပြီးဦးစားပေးတွေဖြစ်နေတဲ့အခိုက်အတန့်မျိုးကြီးရှိလာတတ်တယ်နော်အဲ့တော့ချင်းချင်းလေးမှာပေါ့နော်အဲ့လိုတွက်ချက်မှုတွေခါတည်းမှာပါလာပြီဆိုရင်နော်အဆင်မပြေရမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့အဲ့လိုအခြေအနေလေးတွေရဲ့နော်ဒီနှစ်လပိုင်းမှာနည်းနည်းဖြစ်လာနိုင်တယ်နောက်တစ်ချက်ကကြတော့ဘယ်လိုလဲဆိုတော့ကိုယ်တိုင်မှာလည်းပေါ့နော်ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ decision ချမှတ်ရတာမျိုးရှိနိုင်တယ်เนาะ relationship သမားတွေဆိုရင်ဒီဆက်ဆံရေးကိုရှေ့ဆက်သွားမလားဒါမှမဟုတ်ပဲဒီနေရာမှာပဲရပ်တန့်လိုက်မလားဘယ်လိုလုပ်မလဲเนาะဘယ်လိုလုပ်မလဲဆိုပြီးဒီလိုမျိုး thinking တွေအရန်လောက်လာတာမျိုးလေးတွေရရှိလာနိုင်တယ်ပေါ့เนาะဒါပေမဲ့ဒီဟာကိုเนาะဒီ challenge တွေကိုကြော်ဖြတ်နိုင်ပြီးသွားပြီဆိုရင်တော့အလုံးဝအဆင်ပြေလိမ့်မယ်เนาะဒီတယောက်ပေါ့เนาะအကယ်ဖြတ်လေးလာပြီးသွားတဲ့အခိုက်အတန့်ပြီးသွားပြီဆိုရင်တော့သူလည်း pass ဖြစ်သွားတယ်ကိုယ်လည်း pass ဖြစ်သွားတယ်เนาะကြော်ဖြတ်နိုင်ခဲ့တယ်ဆိုရင်တော့ဒီဆက်ဆံရေးဒီရေရှည်ထိသွားလို့ရတယ်เนาะရေရှည်ထိသွားလို့ရတဲ့အခြေအနေမျိုးရှိရယ်တို့တော့ပေါ့နော်ဒီနှစ်လပိုင်းမှာကအဆုံးဖြတ်ပေးလိမ့်မယ်เนาะနှစ်လပိုင်းကဒီလူနဲ့ရှေ့ဆက်သွားတဲ့မသွားတဲ့အကြောင်းတရားတွေပေါ့နော်အဲ့လိုမျိုးလေးတွေကို test လုပ်မဲ့ပုံစံမျိုးရှိရယ်เนาะ universe ကနေပိုင်းနံပါတ်2တွေကိုပိုင်းနံပါတ်2ရဲ့အခြေအနေကို challenge တွေပေးလိုက်မယ်เนาะအဲ့ challenge တွေကိုကြော်ဖြတ်ရမှာမျိုးလေးတွေရှိနိုင်ပါတယ်တဲ့เนาะတစ်ဖက်သူကကိုယ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားရလဲเนาะကိုအခုတွေးနေတဲ့သူကကိုယ်နဲ့ပတ်သက်ပြီးတော့ဘာရင်သူစဉ်းစားနေလဲဆိုတော့သူစိတ်ထဲမှာလေပိုင်းတူးတွေကပေါ့နော်အဲ့လိုသူဆက်ချင်းတွေ့ခဲ့တော့ကပုံစံမျိုးနဲ့တိတ်မတူတော့ဘူးလို့သူစိတ်ထဲမှာခံစားရတာမျိုးရှိရယ်เนาะဆက်ချင်းမှာပေါ့နော်ကိုကိုသူမြင်ထားတဲ့အမြင်တစ်ခုကတစ်မျိုးအခုချိန်မှာသူတွေ့နေရတဲ့ပုံစံလေးကတစ်မျိုးပေါ့နော်အဲ့လိုမတူညီမှုမရှိတော့ဘူးဆိုရယ် feeling မျိုးလေးကိုသူ့ဘက်ကလည်းခံစားရတာမျိုးရှိရယ်ပေါ့နော်ပိုင်းတူးတွေကိုစူးစမ်းတဲ့ဒီတခုနဲ့ပတ်သက်ပြီးတော့ရန်စူးစမ်းတဲ့သူလေးတို့တော့မြင်တယ်เนาะပိုင်းနံပါတ်2လေးတွေကစူးစမ်းတယ်အလုပ်ဆိုရင်လည်းတခြားလုပ်တယ်ပေါ့နော်ဟိုကတော့ကိုတခြားစဉ်းစားပြီးတော့သွားတဲ့သူတွေလို့မြင်တယ်เนาะဥပမာကိုသွေးနေတဲ့သူเนาะကိုဒါရီစားဟောင်းလည်းဖြစ်ရင်ဖြစ်မယ်အခုလက်ရှိကိုနဲ့တွဲနေတဲ့သူလည်းဖြစ်ရင်ဖြစ်မယ်เนาะကိုနဲ့ connection ရှိနေတဲ့သူလည်းဖြစ်မယ် तू ကကိုကိုဘယ်လိုမြင်လဲဆိုတော့လေကိုကအလုပ်စူးစမ်းတယ်ပြီးညံကောင်းတယ်စဉ်းစားတွေးခေါ်တတ်တယ်ပြီးတော့အဲ့လိုမျိုးသူတို့အဲ့လိုပေါ့နော်သူတို့လွှမ်းမိုးလို့မရတော့ဘူးလို့သူတို့စိတ်ထဲမှာခံစားရတာမျိုးရှိတယ်ဆိုတော့ဒီမှာလေဒီကတ်လေးကိုကြည့်တလောက်မှာလို့လှန်လေးနဲ့ကမလေးကအဲ့လိုကင်ထားတဲ့ပုံစံလေးဆိုတော့လေသူ့အမြင်မှာမဆိုကလေးမျက်နှာလေးပဲပိုင်းနံပါတ်2လေးတွေအများစုကကလေးမျက်နှာလေးရှင်းကြည့်လောက်မယ်အဲ့လိုနုရယ်ပေါ့နော်ပြောရမယ်ဆိုနုရယ်ဒါပေမဲ့တကယ်တမ်းမှာစိတ်အတွင်းထဲမှာပေါ့နော်တကယ်ရှင်းချက်တယ်ကိစ္စတွေကိုမကြောက်မလန့်ဖြေရှင်းနိုင်တဲ့အဲ့လိုတတ်သိမျိုးရှိရယ်နော် तू ကအဲ့ဒါကိုနော် तू ကတစ်ဖက် तू ကအဲ့ဒါကိုသိရယ်အဲ့တော့ तू တိတ်လွှမ်းမိုးလို့မရအောင်ချိုးဟာရည်နဲ့ပတ်သက်ပြီးတော့မှ तू ဒီကိုနော်ဟာတရံမှာတမျိုးလေးမြင်တာမျိုးအောင်ရှိနိုင်တယ်နော်အော် तू အကုန်လုံးငါသွားတဲ့ step တိုင်းကို तू ကသိနေရပဲငါလုပ်နေတဲ့ဟာတွေအကုန်လုံးသိနေရပဲဆိုတဲ့ဟာမျိုးလေးတော့နည်းနည်းလေး तू ကဖြစ်တယ်တဲ့နော်အဲ့တော့ရီးသားဟောင်းနေဆိုရင်လေကိုဘိုင်းနံပါတ်2ရဲ့ရီးသားဟောင်းနေဆိုဘိုင်း2ကိုဘယ်လိုမြင်နိုင်လဲဆိုရင်တကယ်ကိုသူတို့စိတ်ကိုဖတ်နိုင်တယ်လို့အောင်မြင်တယ်နော်သူတို့ဘာလုပ်နေလဲဆိုတော့အကုန်သိရဲအဲ့လိုကိုမညာရဲဘူးပေါ့နော်သူတို့ညာခဲ့ရင်လည်းသူတို့တခုခုဖြစ်မယ်ဆိုတော့သူတို့သိနေတယ်ကွာဒီလားအဲ့တော့နယ်လီထူကြတဲ့ energy မျိုးဘိုင်း2မှာရှိရနော်ဘိုင်း2တွေမှာရှိရ okay so ဒီလက်ရှိတွဲနေတဲ့သူအနေနဲ့ကတော့အခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးတော့သူစိတ်ထဲမှာနေစဉ်းစားနေတဲ့ပုံစံမျိုးပေါ့နော်ဒီစက်စက်ကြီးမှာလို့လေးနက်မှုတော့
လိုပြောရမလဲတစ်ဖက်သူကပေါ်ဒီပေါ်ပြတော့သွားတာမျိုးတော့မဟုတ်ပြီးတော့ညာပေါ့နော်ချင်းမြတ်တာတွေပေးဖို့တွေမှာအခုချိန်မှာနည်းနည်းလေးလိုနေတဲ့ပုံစံမျိုးเนาะကိုဘက်ကနေလည်းဒီစစ်ဆိုင်ရေးနဲ့ပတ်သက်ပြီးတော့ပြန်စဉ်းစားတာပေါ့နော်ဒီလူနဲ့ရှေ့ဆက်သွားရမလားဘာလုပ်ရမလဲမသိအဲ့လိုမျိုးလေးတွေဖြစ်နေတဲ့အနေအထားမျိုးလေးကိုတော့ပို့ပြီးတော့ပြရတယ်ပေါ့နော်အခုချိန်မှာတကယ်လို့အချို့ရအဆင်ပြေနေရယ်နော်အခုဒီရက်ပိုင်းမှာအဆင်ပြေနေရယ်ဆိုရင်တော့မှလလေလောက်မှာနည်းနည်းတတိထားပေးပါပေါ့နော် relationship ရှိရတဲ့မားရအနေနဲ့နည်းနည်းတတိထားမှလေးရှိရယ်ဘယ်လိုလဲဆိုတော့အဲ့လိုတစ်ခုကိစ္စတစ်ခုကအဲ့လိုပေါ်လာတာပေါ့နော်ဒီစားခုပေါ်ပြအဲ့ကိစ္စပေါ်မှာဆွေးနွေးရင်းနဲ့ပြဿနာတွေဖြစ်တာမျိုးတွေနော်ပြီးတော့အဲ့လိုလွှမ်းမိုးမှုတယောက်ကဒီစကားပြောလိုက်တယ်တယောက်ကမဟုတ်ဘူးဒါမှမဟုတ်နေတာငါ့ကိုနေဘာလို့ဒီလိုမျိုးတွေပြောရလဲအဲ့လိုမျိုးတွေနဲ့လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီ relationship တွေရှိတဲ့သူတွေနဲ့တော့ February လကနည်းနည်းလေး struggle လေးတွေလောက်ရမယ်နော်ဒီနေ့မျိုးလေးတွေရှိနိုင်ပါတယ်တဲ့နော်ဒါပေမဲ့ဟိုလိုမျိုးကြီးလေပြတ်ဆဲမှုတွေကြီးကြီးမားမားအဲ့လိုမျိုးတွေတော့တိတ်တော့မပြဘူးဒါပေမဲ့ဒီ February လမှာတစ်ဖက်သူရဲ့စိတ်နေသဘောထားအစစ်မှန်ကိုသိမြင်လာမယ်ကိုကနော် relationship နဲ့ပတ်သက်ပြီးတော့ကိုဒီဘလို့ကိုပေါ့နော်ချို့ကြောင့်မသိဘူးချို့ကိုရီးမှာလာမေးရယ်ဘလို့မေးလဲဆိုတော့ဆမပေါ့နော်ဒီကိုကဘလို့ကိုရဲ့ type ပါပေါ့နော်။အခြေရေးမှာဆိုကိုကဘယ်လိုမျိုးလူမျိုးလဲပေါ့။အဲ့လိုလေးမေးကြမျိုးရှိရကွာ။ကိုပြန်ပြီးသုံးသပ်တာပေါ့နော်။အခြေရေးနဲ့ပတ်သက်ပြီးသူတို့ဘယ်လိုချစ်တတ်တယ်။ဘယ်လိုမျိုးစိတ်မျိုးရှိရသူမျိုးလဲဆိုတာမျိုးကိုမေးရမျိုးဒီလူရောသူတကယ်ချစ်တာလားစိတ်ကစားမိရလားအစားရှိသေးပေါ့နော်။သူတို့စိတ်ကိုသူတို့ပြန်ပြီးတော့သုံးသပ်တဲ့ပုံစံမျိုးနဲ့လာမေးရမျိုးရှိရ။အဲ့တော့ပိုင်းတူးလေးတွေအနေနဲ့ကိုရဲ့စိတ်ကဒီလူပေါ်မှာတကယ်ချစ်တာလားစိတ်ဒီတိုင်းပဲသဘောကျလိုက်တာလားဘာညာလားဆိုတာကိုသိလာလိမ့်မယ်နော်ကိုရဲ့ခံစားချက်နော်ကိုဒီလူနဲ့အဆင်ပြေမပြေ long term okay မ okay သိလာလိမ့်မယ်လို့ပြရတယ်နော်ဒါကတော့ February လရဲ့ energy ကိုပြောပြပေးရဖြစ်တယ်နော် okay single လေးတွေအတွက်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ single ဒီမှာကဒီ February လထဲမှာကလေစီးပွားရေးပိုင်းနော်ကိုတိုးတက်မှုကိုယ့်ပညာရေးပိုင်းဆိုင်ရာဒါကိုပို့ပြီးတော့အားဆိုင်ဖြစ်နေလိမ့်မယ်ပြောလို့မျိုးပညာရေးနဲ့ပတ်သက်ပြီးတော့လည်းပို့ပြရနော်ပညာရေးကံကြီးကောင်းနေတယ်သင်တန်းတွေပိုင်းတက်ဖြစ်တာတို့learning တွေတခုခုလုပ်ဖြစ်တာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့လိုလေးမြင်တယ်တချို့ရောက်လည်းအချစ်တွေ့နိုင်မလားဆိုရင်တော့အဲ့လိုမျိုးအကြောင်းနေသင်တန်းနေရနေတွေ့နိုင်တာမျိုးရှိမယ်ဒါမှမဟုတ်ပေါ့နော်အဲ့လိုမျိုးစီးပွားရေးနဲ့ပတ်သက်ပြီးတော့တွေ့လာတာမျိုးလေးတွေတော့ရှိနိုင်တယ်ဒါပေမဲ့အရင်ဒီမှာတွေကပြထားတဲ့ကတည်းကမှလေပြင်းနေမှာတွေ့ပြီးကြိုက်နေတဲ့ပုံစံမျိုးတွေအဲ့လို online ကနေနည်းနည်းစကားပြောဖြစ်တာလေးတွေflip တာလေးတွေပုံမှန်ပဲပေါ့နော်ကိုအလုံးမပြတ်ပဲနဲ့အချိန်အရင်မပေးရပဲနဲ့အဲ့လိုမျိုးပြောရဆိုရတဲ့ connection မျိုးလေးတွေလောက်ပဲရှိလာတယ်လို့ပြရတယ်ပေါ့နော်ကိုအချိန်သိပ်ပေးစရာမလိုဘူးပေါ့နော်တစ်ဖက်သူနော်အခုချိန်မှာဒီ single တွေအနေနဲ့ကဘယ်လိုမျိုး energy မျိုးလေးထပ်မြင်လဲဆိုတော့ကိုရဲ့အားသာချက်တွေကိုကိုကခုချိန်မှာထုတ်ဖော်ပြလိုက်မယ်နော်ကိုကဘယ်နေရာမှာထူးချွန်လဲကိုပေါ့နော်ပြန်ပြီးသုံးသပ်ဖြစ်လိုက်မယ်ဆိုရဲပေါ့နော်အဲ့လိုမျိုးလေးအနေအထားမျိုးလေးကိုပြရတယ်နော်အခြေရေးကံရမှာတော့ဆန်းပွင့်နေတဲ့အခြေအနေမျိုးလားဆိုတော့ကိုကလေဘေးပတ်ဝန်းကျင်တွေမှာတော့ကိုရဲ့ပုံစံပေါ့နော်ကိုကလည်းရဲရင်တက်ကြွတဲ့ပုံစံမျိုးလေးသူတို့ကတချို့ကမြင်ကြရပေါ့နော်ကိုဘယ်နေရာတော့အဲ့လိုကိုကတက်ကြွပျော်ရွှင်ရွှင်ခက်မိုက်ပုံစံမျိုးလေးပေါ့နော်သူတို့အမြင်မှာမြင်လိမ့်မယ်နော်ကိုယ့်ရဲ့မျက်နှာပေါက်ကအဲ့လိုနူးညံ့လေးဖြစ်နေရဆိုတော့မှလေကိုယ့်ရဲ့ outfit တွေကိုယ့်ရဲ့ dress style นี่เนาะကိုယ့်ရဲ့ energy ကလုံးဝအမိုက်စားပေါ့နော်ဘိုင်းထူးတွေမှာအဲ့လိုလေးမြင်တယ်ဆိုတော့ချုပ်ပြချင်တာကကြတော့เนาะတကယ်ထိုက်တန်တဲ့သူเนาะကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့အနေထားเนาะအဲ့လိုမျိုးနဲ့ကိုက်ညီရဲ့သူလာလိမ့်မယ်ဒါပေမဲ့အချိန်တိုအတွင်းမှာတော့မလာတော့သေးဘူးเนาะအဲ့ဒီအချိန်လောက်မှပဲတကယ်ကိုယ့်ရဲ့ဖူးစာဘတ်ပေါ့နော်ကိုယ့်ရဲ့ဖူးစာဘတ်ရောက်လာတဲ့အချိန်ဆိုရင်တော့ကိုသိလိမ့်မယ်เนาะဖူးစာဘတ်ဒီဘယ်လိုမျိုးချိန်မျိုးမှာရောက်လာမလဲဆိုတော့ကိုဘဝမှာအကောင်းဆုံးနေเนาะအရာတွေဖြစ်နေတဲ့အချိန်เนาะကိုရန်တိုးတက်နေတဲ့အချိန်ကြိုးစားနေတဲ့အချိန်เนาะဒီလိုမျိုးတွေမှာဖူးစာဘတ်နဲ့တွေ့ဖြစ်မဲ့တဲ့ဘောမျိုးလေးမြင်ရတယ်เนาะ
ဒီအချိန်တွေရနေပေါ့နော်ဒီလိုမျိုးတွေပမန်းနေရဲ့အချိန်လေးကိုနော်confidence ကြီးကြာနေတဲ့အချိန်တွေမှာမတွေ့ဘူးနော် confidence အရန်တက်နေတဲ့အချိန်တို့အရန်ပျော်နေတဲ့အချိန်အရန်အောင်မြင်နေတဲ့အချိန်ကြမှာသူနဲ့တွေ့ရမှာနော်အဲ့တော့အချိန်ကာလအားဖြင့်တော့နည်းနည်းတော့ကြာအောင်မယ်ဒီကာလထဲမှာတော့မတွေ့တော့သေးဘူးကိုကအခုချိန်မှာဗာလေးလေးလုံးတင်တယ်စီးပွားရေးပညာရေးနော်ကိုယ်တိုးတက်မှုတော့မကိုမိသားစုကိုချပေးနေတဲ့သူတွေဒီလိုမျိုးလူတွေဒီလိုຢာရီတော့ပုံမှာပဲပို့ပြီး focus လုပ်တင်တယ်ကျန်တဲ့ຢာရီကကျတော့အလောက်ကြီးမဟုတ်နေသေးဘူးเนาะโอเคဒါကတော့ပိုင်းနံပါတ်2လေးတွေအတွက် message လေးဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့တွေ့ကြမယ်เนาะ bye bye